လောကကြီးကိုကမမြဲတာမမြဲလို့ကိုတရားကျင့်ရတာလို့မြတ်စွာဘုရားအကြောင်းပြတယ်လောကကြီးကမြဲနေမယ်ဆိုရင်ဘာမှတရားထုတ်ဆံမလို့မမြဲလို့လို့မြတ်စွာဘုရားကမြူမုံလေးတစ်ခုကိုလက်သားပေါ်တင်ပြပြီးတော့အဲ့ဒီပမာဏလောက်ရှိတဲ့သင်္ခါရလေးတော့လောကကြီးမှာသာဝရတည်မြဲတယ်ဆိုတာမရှိဘူးအဲ့ဒီမတည်မြဲလို့ပဲမြတ်သောအကျင့်ကိုကျင့်ရတယ်။အဲကြောင့်လို့ဆိုမတည်မြဲတဲ့အရာတွေကိုကြော်လွှားနိုင်မှမတည်မြဲတဲ့စက်ကွင်းကလွတ်ဒီစက်ကွင်းကလွတ်သွားဖို့ရာအတွက်မတည်မြဲတဲ့အရာတွေတဲကနေပြီးတော့မြတ်သောအကျင့်ကိုကျင့်ပြီးဒီဘောင်းကိုကြော်လွှားနိုင်အောင်ကြိုးစားခြင်းဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောထားရှိတယ်။ဒါကြောင့်ဗြဟ္မစရိယာဆိုတဲ့မြတ်စွာဘုရားရဲ့ချမှတ်ထားတဲ့မစ္စိဘတိဗ္ဗာမေတ္တာဝိဆိုတာဘာလဲဆိုရင်မှန်ကန်စွာနားလည်ခြင်းသမာဓိဋ္ဌိမှန်ကန်စွာတွေးတောနိုင်ခြင်းသမာဓိဋ္ဌိအဲ့ဒီနှစ်ခုဟာအသိပညာဒါနဲ့ခေါင်းဆောင်ပြီးတော့မှန်ကန်စွာတွေးတောမှမှန်ကန်တဲ့စကားကိုပြောနိုင်တယ်မှန်ကန်တဲ့အလုပ်ကိုလုပ်နိုင်တယ်မှန်ကန်တဲ့အသက်မွေးမှုတွေ့တယ်သမ္မာဝါစာသမ္မာကမ္မနာသမ္မာဆိုအဲ့ဒါကိုချင်းသိလားကိုချင်းသီလပေါ်မှာအခြေကျင်ပြီးတော့သမ္မာဝါယာမမှန်ကန်တဲ့ကြိုးစားမှုသမ္မာသမာဓိမှန်ကန်တဲ့တတိထားမှုသမ္မာသမာဓိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုတဲ့မှန်ကန်တဲ့အချက်တွေကိုယ့်ရဲ့အရေးချင်းတွေကိုတိုးမြင့်ပေးမှသာလေအခုလိုမမြဲတဲ့သင်္ခါရတရားတွေကိုကျော်လွှားနိုင်မှာဖြစ်တယ်အနုဆိုရင်သင်္ခါရနယ်ထဲမှာပြီးတာဟိုလိုက်နာလဲသေးလိုက်တယ်ဘယ်တော့မှဒီစက်ဝင်းကြီးတွေကတွတ်ထွက်သွားနိုင်ရင်မရှိဘူးလို့သူဆိုမမြဲသည့်အတွက်ကြောင့်မြတ်သောအခြင်းကိုကျင့်ရတယ်ဆိုတာအဲ့ဒါကိုပြောအဲ့ဒီကြတော့မှလွတ်သွားနိုင်တယ်လို့သူဟောတယ်အေးမမြဲဘူးဆိုတာတွေကိုပြန်ပြီးတော့အတိတ်ဆက်ကြောင်းတွေကိုပြန်ကြည့်လိုက်ဘောရမဘုရားမပွင့်ခင်ကမြတ်စွာဘုရားတွေဂရေချီပြီးတော့အရွယ်မတွက်နိုင်တဲ့ဘုရားတွေပွင့်သွားတယ်။သမုဒ္ဒိထာဝိတေသကာထာမှာကြည့်မယ်ဆိုရင်အများကြီးပဲပေါ့နော်။သို့တော့ဘောရမဘုရားနဲ့သက်ဆိုင်တဲ့ဘုရား24စုရှိတယ်။ဗျာဒိဋ္ဌာနဲ့ဘုရား24စု။အဲ့ဒီဘုရား24စုအခြေအနေလေးကိုစဉ်းစားကြည့်။အားလုံးကတကူတွေနဲ့ကြည့်မယ်။အင်တာမကြီးမားတယ်။တဗ္ဗေတာနံဒုက္ခဘဝရဲ့အကျိုးစီးပွား သရဝါအား